IT man ပြောပြမယ် network ကြိုးကောင်းနေညက်တဲ့အခါကြိုးရောင်နေဘာလို့စနစ်တကျစီရလဲသိလားအဲ့ဒါ data မြန်နှုန်းအတွက်ပါ network ကြိုး cat6 တွေကို RJ45 ခေါင်းနဲ့ညက်တဲ့အခါ T568B ဆိုတဲ့ standard အတိုင်းအယောင်တွေကိုအစင်လိုက်စီရပါတယ် standard တစ်ခုတည်းကိုအမြဲသုံးပြီးတိကျစွာလှုပ်ဆောင်တဲ့အလေးကျင့်ရှိရင်ညီလေးတို့ရဲ့အလုပ်ကပိုမိုခိုင်မာတည်ငြိမ်လာမှာပါဖြူမော်ဖြူစိန်ပြာဖြူပြာစိန်ဖြူညိုဆိုတဲ့အစဉ်တိုင်းစီပြီးခေါင်းထဲထည့်က crimping tool နဲ့ညှာရတာဖြစ်ပါတယ်အားသာချက်ကတော့1 gigabit အပြည့်မြန်နှုန်းရစေပြီးပြတ်တောက်မှုမရှိတာဖြစ်ပြီးအားနည်းချက်ကတော့ကြိုးတစ်လေးတွေကိုစိတ်ရှည်လက်ရှည်နဲ့တိတိကျကျစီရတာလောက်ဝင်ပါတယ်နေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကယ့် senior tech mindset ရလာမှာပါဥပမာတာမန်လူက line မကောင်းရင်ကြိုးတစ်ဝယ်နေချိန်မှာညီလေးကခေါင်းလေးပြတ်ညှက်လိုက်အောင်နဲ့ကောင်းသွားအောင်လုပ်နိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ IT services တွေလိုအပ်ရင်ကျွန်တော်တို့ IT man ကိုဆက်သွယ်လိုက်ပါနော်